ဒီအိမ်ကလေတလားဒီအိမ်ရဲ့အကြောင်းလေမနေ့တော့ကြုံကြိုက်လို့ပေါ့နော်မိတ်ဆွေတယောက်ကိုမေးတယ်ဒီအိမ်ကလေအရန်ကိုဟွာဖြစ်တယ်တလားအရင်သူက18ရာစုနှစ်လောက်တည်းကစောက်ထားလို့ပြောတယ်ကိုဒီအိမ်ရှိရဖြတ်သွားတိုင်းလူတွေမတွေ့ဘူးပေါ့နော်လူတွေမတွေ့ဘူးအဲ့တော့ကိုကစူးစမ်းကြည့်တာပေါ့နော်ကိုတွေကဘာလို့ဒီအိမ်အကြီးကြီးอ่ะပေါ့နော်ပြီးရင်ဟိုဘက်ကိုအပြင်ဘက်ဟိုဘက်ညနေစာတန်းမှာကားရက်လို့မရလို့ဒီဘက်အတွင်းထဲကရက်လို့ရလမ်းကိုခဏလာရိုက်ပြတာမေးကြည့်တာပေါ့ तू ကဘာလို့ဒီအိမ်ကိုလို့ဟိုဖြစ်ကြရလဲလို့ဘယ်သူမှအသုံးမပြုကြရလဲလို့ပြီးတော့ဟိုတကယ်ကို main နေရပေါ့နော်ဒေါင်းတောင်းကြီးမှာရှိတာပေါ့ university နဲ့လည်းနီးတယ်လို့ပြောအရင်တော့အားတဲ့ဟို law ပေါ့နော် law office တွေပါတယ်ဖွင့်နေတယ်ဖွင့်သမျှ company တွေဆိုင်တွေအကုန်လုံးအားတဲ့ပြောင်းပြရတာပဲတဲ့အဲ့ဒါဒီမှာအဲ့လိုပေါ့နော်ဟိုပြောမယ်ဆိုလို့ရှင်ဝိညာဉ်တွေရှိတယ်ပေါ့နော်လူတွေတော်တော်များများဒီမှာပြောင်းလာပြီးလို့ရှင်တိတ်မကြောက်အကုန်လုံးပြောင်းပြေးပြီးတော့အကုန်လုံးပိတ်ပြေးအလုပ်လည်းမဖြစ်ဘူးပေါ့အဲ့လိုမျိုးပြောတယ်ဒီအိမ်အဲ့ဒါပြီးရင်ဟိုဘက်ကိုအိမ်ရလေလှလဲလှတယ်ကြီးလဲကြီးရယ်ဒါမဲ့အဲ့လိုပေါ့နော်ဟိုအရင်18ရာစုနှစ်လောက်ထဲရဆိုတော့အဲ့လိုမကျွတ်မလွတ်တဲ့လူတွေများတာပေါ့နော်များတော့လေအဲ့ဒါဒီအိမ်အဲ့ဒီအိမ်ဒီမှာကားရက်လို့ကမရအောင်အဲ့တော့ထားပါတော့အဲ့အိမ်ကိုပေါ့နော်အဲ့အိမ်ရှိရနေခဏဖြတ်သွားတယ်အလုပ်သွားတယ်အကြောင်းအကုန်ပေါ့နော်ဘယ်အချိန်ပြည့်အဲ့အိမ်ရှိရဖြတ်သွားလို့ရှင်လေအမြဲတမ်းအဲ့အိမ်ကလူလည်းမရှိဘူးအိမ်ကြီးရောလည်းအကြီးပဲပြီးရှင်ဟိုထခိုးတွေမှာလည်းလေဗရင်ပေါက်တွေအများကြီးပဲသလားအဲ့လိုပေါ့နော်ဟိုအင်္ဂလိပ်ခေတ်တွေကစောက်ထားတဲ့အိမ်တွေပုံစံမျိုးပေါ့နော်ဒီကတော့အမေရိကဆိုမဲ့ဟိုသူတို့လည်းဘယ်အဲ့လိုပေါ့အဲ့လိုအိမ်တွေပေါ့ဗျာနော်အဲ့လိုစောက်ထားတာတကယ်ကိုခက်နဲ့ဟိုအရင်ခေတ်တွေကစောက်ထားတဲ့ဟာပုံစံမျိုးမြန်မာပြည်မှာဆိုအင်္ဂလိပ်ကစောက်သွားကြတဲ့အဆောက်အဦကြီးလိုပုံစံမျိုးပေါ့နော်အဲ့ဒါဟိုမေမျိုးတို့ဘာတော့ကအိမ်တွေလိုမျိုးသလားအိမ်ကြီးလေပတ်လေကြီးအကြီးပတောင်းလဲတောင်းအိမ်သွားတိုင်းလေဘသူမှမတွေ့မနဲ့အစောကြီးသွားလည်းမတွေ့ဘူးနေခင်းလည်းမတွေ့ဘူးညလည်းမတွေ့ဘူးအဲ့တော့စိတ်ဝင်စားတော့အဲ့နဲ့ဒီမြို့ကန်ဦးလေးတယောက်ကိုဟိုတနေ့တော့တွေ့မိလို့ကိုနဲ့ခင်နေတာအဲ့မေးလဲမေးကြည့်ရောအဲ့ဒါသူကပြောပြဟုတ်တယ်တဲ့အဲ့အိမ်ရတဲ့ဟို law office တွေပါလဲဖွင့်မှုတယ်တဲ့အဲ့လိုတခြားကုမ္ပဏီလည်းဖွင့်တယ်ပေါ့နော်ဖွင့်ပြီးလို့ရှင်လည်းဘယ်တော့မှလည်းအဲ့လိုမခံဘူးတဲ့ဖွင့်ပြီးတိတ်မကြဘူးအလုံးစုံတစ်နှစ်လောက်ပဲပြီးရင်အကုန်လုံးပိတ်ပြောင်းအဲ့လိုသွားကြတာကြည့်ပဲတဲ့အဲ့ဒါဆိုသူတို့ပြောသလိုအဲ့ကိုကလည်းဆက်ဆော့ပြီးတော့မေးလိုက်တာဘာလဲတရေ6လို့လားလို့ပြောဟုတ်တယ်တဲ့တရေ6လို့တဲ့အဲ့ဒီအိမ်ရဲ့အောက်ထပ်ကိုတဲ့ဘသူမှတဲ့အဲ့လိုမျိုးဘသူမှပေါ့နော်ဟိုအရင်တော့အဲ့ office တွေဖွင့်တဲ့အချိန်ရဆိုရင်တဲ့သူတို့အဲ့မှာဒီ company conference တွေပါလုပ်တယ်မလားအဲ့မျိုးအစည်းအဝေးတို့ meeting တို့ party တို့လုပ်လို့ရှိရင်တဲ့ပွဲတွေပါလုပ်တဲ့အချိန်ဆိုဘသူမှအဲ့ညီလိုက်ခန်းတဲ့ကိုတယောက်တည်းဆင်းပြီးဘာမှမယူရဲဘူးတဲ့အရန်6တာတဲ့အဲ့လိုပြောတယ်ကိုကပိုစိတ်ဝင်စားသွားတာတအား6တယ်တဲ့ဘယ်သူမှမသွားရဲကြဘူးတဲ့အဲ့လိုပြောတယ်အဲ့ဒါကြောင့်နဲ့ဘယ်သူမှလည်းမငါဘူးငါပြီးလို့ရှင်လည်းပြီးပြောင်းပြေးသွားတာပဲတဲ့အိမ်ကြီးကနှမျောစရာကြီးသလားမှန်နေနဲ့စောက်ထားတာအဲ့ဘရင်ပေါက်တွေကလေတအိမ်လုံးမှာဘရင်ပေါက်တွေအများကြီးပဲအဲ့ဒါဟိုအိမ်မာကြီးထဲမှာတော့ဟိုအခန်းတွေရှိမှာပေါ့နော်ကိုအဲ့အိမ်ရဲ့ပတ်လေကြီးကကျတော့အခန်းတွေအများကြီးပဲမိုက်တယ်ဈေးကလည်းတော်တော်တန်ပါသေးလားအဲ့တော့လေကြည့်ပြောလေကွာလို့အဲ့လိုအိမ်မျိုးလို့မလေးကိုကအဲ့လိုအိမ်မျိုးတွေလိုချင်ဒါပေမဲ့အဲ့လိုမျိုးကြီးဆိုတော့ဘယ်လိုမှအဆင်မပြေဘူးတမကိုကကြည့်လိုက်ပြီးတော့လှအိမ်ကြီးအကြီးပဲတောင်းအိမ်ဆိုကွာစိတ်ဝင်စားတရေကြပြီးတော့မလေးကိုလိုတရေကြောက်တဲ့လူမျိုးကဒီလိုဟာမျိုးနဲ့ဆိုတရေဒီနေ့ပြောင်းဒီနေ့တည်သွားမှာတရေကချောက်မှာကွာကိုနှလုံးရသွားမှာပြပြအဲ့လိုစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေဒီမျိုးမှာအများကြီးရှိတယ်တဲ့အဲ့ဦးလေးရပြောပြတာအဲ့ဒါ sharing လုပ်တာနော်